ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာကန်တာမလုပ်ပါနဲ့နေရာပြောင်းတာခြေထောက်နဲ့ကန်တာခဲနဲ့ပေါက်တာအနီးကပ်ဝိုင်းအောင်ကြည့်တာဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါစကိုင်းတိုင်းကတာခရိုင်အင်းတော်မြို့နယ်မော်လူဒေသမှာရှိတဲ့စာတင်ကျောင်းကိုဇန်နဝါရီ2ရက်မနက်တနာရီကျော်မှာစုပ်စုကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်ကျောင်းသူတအူဘုံစားထိမှန်သေဆုံးခဲ့သလို2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမတ်ပီကိုပြောပါရယ်တော်လိုင်းရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့အင်းတော်မြို့နယ်မော်လူဒေသမှာရှိတဲ့ရွာရှည်ရွာစာတင်ကျောင်းကိုတိုက်ပွဲမရှိဘဲနဲ့ဇန်နဝါရီ2ရက်မနက်တနာရီကျော်မှာစုပ်စုကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းသူတအူသေဆုံးခဲ့ပြီးတော့2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းမြစ်တဦးကပြောပါရယ်စုပ်စုလေကြောင်းပုံကျဲလို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကျောင်းသူ2ဦးကတော့အရေးပေါ်စေဝါကူးသမှုခံယူနေရပြီးတော့လုံခြုံရေးအခြေအနေအရနာမည်နဲ့အသေးစိတ်အချက်လက်တွေကိုတော့မသိရသေးပါဘူး။အင်းတော်မြို့နယ်တဲကမော်လူမြို့ဒေသကိုတော်လိုင်းပူအောင်တပ်ဖွဲ့တွေက2023ခုနှစ်ဒီဇင်ဘာလမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပြီးခဲ့တဲ့2025ခုနှစ်ဧပြီလမှာအင်းတော်မြို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့အင်းတော်မြို့နယ်တဲကလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ကတာမြို့နယ်ကနေစစ်ပေးတိမ်းရှောင်လာတဲ့ဒေသခံပြည်သူတွေအများအပြားရောက်ရှိနေကြကြောင်းအကူအညီတွေလည်းလိုအပ်နေရလို့ဒေသခံတွေကပြောပါတယ်။